ပါကစ္စတန်နိုင်ငံလို့ပြောလိုက်ရင်လူတိုင်းမြင်နေကြရုပ်ရည်တွေနဲ့လုံးဝကွဲထွက်နေတဲ့အသားဖြူဖြူမျက်လုံးပြပြနဲ့ယူရိုပီယန်ရုပ်ထွက်စီတဲ့လူမျိုးစုတစုရှိတယ်ဆိုရင်တင်ကြုံနိုင်မလားကျွန်တော်တော့ဘိုင်းစောထက်ပါဒါမျိုးဘူးဒရရသည်မဲ့အကြောင်းအရာလေးတွေအများတန်းတင်ဆက်ပေးနေသူပါအခုပဲစလိုက်ကြအောင်သူတို့ကလွန်ခဲ့တဲ့နှစ်ပေါင်း2300ကျော်ကကဘာကိုတိမ့်ပိုက်ခဲ့တဲ့အလက်ဇန်နာဂရိတ်ရဲ့စစ်တီတော်တွေကနေဆင်းသက်လာတဲ့သူတွေလို့ယူဆကြပါတယ်ဒါကြောင့်လေသူတို့ရဲ့ရုပ်ရည်သွင်းပြင်းတွေကဒီနေ့အထိဂရိလူမျိုးတွေနဲ့တစ်ထက်တည်းတူညီနေတာပဲဖြစ်ပါတယ်ပါကစ္စတန်ဟာအစ္စလာမ်နိုင်ငံဖြစ်ပေမဲ့ဒီလူမျိုးစုတွေကတော့သူတို့ရဲ့ရှီဟောင်ပီကန်ဒလီထုံးတန်းတွေကိုဒီနေ့အထိထိမ့်သိမ်းထားကြပါတယ်သူတို့ရဲ့ဝတ်စုံတွေကအယောင်သွေးအလွန်စုံမြင်ပြီးပွဲတော်ရက်တွေမှာကောက်ခုံကြတဲ့ပုံစံဟာကဘာမှာဘယ်နေရာနဲ့မှမတူတဲ့ unit တစ်ခုဖြစ်တဲ့အလားတရားပါအိဗယ်ပညာရှင်တွေကတော့သူတို့ရဲ့ DNA ကိုစစ်ဆေးကြည့်တဲ့အခါမှာလည်းအိန္ဒိချင်းလူမျိုးတွေနဲ့မတူတဲ့ဥရောပမျိုးရိုးဗီဇတွေပါဝင်နေတာကို NODG တွေ့ခဲ့ရတယ်ဒါကြောင့်သူတို့ကတောင်တန်းနေကြားမှာပျောက်ဆုံးနေခဲ့တဲ့ Ancient Tribe သို့မဟုတ်ရှေးဟောင်းလူမျိုးနွယ်စုအဖြစ်လူတီများလာခဲ့တာပါခေတ်ကဘာကြီးနဲ့ဝေးကွာနေတဲ့တောင်တန်းနေကြားမှာသူတို့ရဲ့ကဘာငယ်လေးနဲ့သူတို့ရဲ့ရှင်သန်နေကြတာကိုကျွန်တော်တို့ဘယ်လိုမျိုးထူးထူးခြားခြားတွေ့ရမလဲဆိုတာကိုတော့ရောက်ဖူးတဲ့သူတွေကတော့သိကြမှာပါဒီလိုထူးခြားတဲ့ပါကစ္စတန်တောင်တန်းပေါ်ကဂရိစစ်သည်တော်တွေရှိတဲ့နေရာကိုကျွန်တော်တို့တွေအလဲတစ်ခေါက်လောက်တော့သွားကျင်တယ်လို့စိတ်ကူးရှိတာဘူးလားစိမ့်လန်းတဲ့ကုန်းမြင့်တွေနဲ့ကြည်လင်တဲ့ရေကန်ကြီးတွေရှိသလိုတစ်ဖက်မှာလည်းရုပ်ရှင်တွေကလိုအိမ်မက်ဆန်ဆန်လှပလွန်းတဲ့ကမ္ဘာအလှဆုံးနိုင်ငံစင်းထဲမှာအမြဲပါဝင်တဲ့နိုင်ငံတစ်နိုင်ငံရှိပါတယ်အဲ့ဒါတော့နယူးဇီလန်ပါဘာဝတရားကလက်ဆောင်ပေးထားတဲ့ဒီနိုင်ငံရဲ့အထင်ကြီးနေရာတွေကိုပြောပြပေးသွားပါမယ်ပထမဆုံးတစ်ခုကတော့မီဖော်ဆောင်းလို့ခေါ်တဲ့ရေခဲမြစ်ကြောင်ဖြစ်ပေါ်လာတဲ့ပင်လယ်အော်ကြီးပါမြင်မာတဲ့တောင်ကပယ်အနေကြားကနေစီးကျလာတဲ့ရေတကွန်ကြီးတွေကိုတိမ်ဖုံးနေတဲ့တောင်ထိပ်တွေကတကယ်ကိုမင်သက်စရာကောင်းလာပါတယ်ဒါဟာကမ္ဘာအထမမြောက်အံ့ဖွယ်လို့တင်စားကြတဲ့အထိခမ်းနားလုံးတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ရုပ်ရှင်ဝါသနာရှင်တွေအတွက်ကတော့ Hobbit တန်ရုပ်ရှင်ရိုက်ကွင်းကိုသွားရမှာပါ The Lord of the Rings ရုပ်ရှင်ရုံတွေကလိုမျိုးမြောက်အိမ်လေးတွေနဲ့လှပတဲ့ပန်းခြံတွေဟာအပြင်ကမ္ဘာမှာတကယ်ရှိနေတာပါဒီနေရာကိုရောက်ရင်ကိုယ်တိုင်ရုပ်ရှင်နဲ့ရောက်သွားသလိုမျိုးထူးခြားတဲ့ခံစားမှုကိုပြေးဝပေးစွမ်းနိုင်တာပါနောက်ထပ်ထူးခြားဆုံးကတော့စွန်းစားကန်းရဲ့မျိုးတော်လို့ခေါ်တဲ့ခွန်းထောင်းမှာဝါကာဒီဘူးကြီးကန်ကြီးအနာမှာတရှိပြီးဘန်ဂျီချန်ခုံတာကအစားနှင်းလျှောတာအထိလှုပ်ဆောင်နိုင်ပါတယ်လှပတဲ့မြင်ကွင်းတွေနဲ့အတူရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်စိမ့်လန်းတဲ့ကုန်းမြင့်တွေနဲ့ပုံမြင်ဆန်ဆန်လှပတဲ့နယူးဇီလန်နိုင်ငံကိုဘရာသာတို့သွားလေကြလားနယူးဇီလန်ရဲ့အထင်ကြီးနေရာတွေကဘယ်နေရာကိုအနှစ်သက်ဆုံးလဲဆိုတာကွန်မန့်မှာပြောပေးသွားပါအောင်